ဒီနေ့မင်္ဂလာပါဘယ်သွားလဲကိုမျိုးအေးနောက်ဆုံးတော့ဘယ်သွားလဲကားဆောင်းနေကိုသောနာလိုင်းကမရပြီလားခဏလိုင်းကတောင်းတော့သွားမယ်လေတက်လေဟေးတက်လေနောက်ဆုံးတော့တွေ့ပြီကိုမျိုးနဲ့နောက်ဆုံးတော့တွေ့ပြီနေပူလို့ညီတို့လိုင်းကဆောက်တဲ့နေရာမှာမဆောက်တာအဲ့ဒါကြောက်လားဟုတ်ခါတိုင်းလည်းဒီမှာပဲဒီမှာခါတိုင်းလာလည်းဒီမှာပဲဆောက်တယ်သူမတွေ့လို့နေမှာဟုတ်တယ်နေပူလို့ကိုယ်ရနေသူတွေ့ရင်တော့နေပူလဲကြားနေဆိုတော့အရင်ပူတွေ့ပြီတွေ့ပြန်ကြရင်တပုတ်ရရမှာတော့ကိုမျိုးကျဲဘောရတယ်ဒီစီဘောကိုမျိုးဒီမှာဖြီးတဲ့ပို့ပြီးတော့ပြန်လာလောက်ပြီးသွားပြီဆိုတော့ AC ပဲပါဘယ်နာမှနေတော့ဒီတော့ဟာစတာလိုက်မှာတီတော့မသိဘူးညီပြောပြမှရအောင်ဘာလို့ဒါထိုင်းလားဘက်ကဟိုအနောက်ကထိုင်ပဲရှေ့ရတော့ထိုင်ဟုတ်မတရားဓာတ်ပုံလေးပါလေဆွဲလိုက်မယ်ဆွဲရအောင်ရောက်ပါပြီရှိရောကိုကျေးဇူးနော်ဟိုအပေးရကိုအလောက်ခင်မယ်လို့မထည့်အောင်လက်ဆောင်ဟောကျေးဇူးတော်မကြီးဟုတ်ကဲ့ကိုရသားရလိုလာရှိပို့ဆက်လိုက်ဟုတ်ကဲ့ကိုရနော်သွားမယ်ဟုတ်ကိုကျေးဇူးပါကိုကြောက်အားပေးတဲ့လူငယ်လူရွယ်လူကြီးအားလုံးကျေးဇူးထူပဲတင်ပါတယ်ဒါလေးတွေကအပန်းမကြည့်ဘူးပေါ့နော်ကိုတို့ကတော့သူတို့တော့အဆင်ပြေပါတယ်ကိုကတော့ပီတီရပါတယ်ကိုယ်တိုင်မရခဲ့တဲ့အရာကိုဖန်တီးပေးရတော့ဟုတ်ကဲ့အားလုံးကျေးဇူးထူပဲတင်ပါတယ်အားလုံးကျမ်းမာချမ်းသာပြီးလို့ရဆန္ဒပြပါစေ